ဘယ်သူမှလာမကယ်ဘူးကိုတခုခုဖြစ်နေရဲ့ကိုကတေကန်နီးဖြစ်နေရဲ့ဆိုရင်တော့လာကယ်ကောင်းလာကယ်နိုင်တယ်ဒါလည်းမသေးကြဘူးဒါပေမဲ့ကိုဘဝမှာကိုတိုးတက်ဖို့ဘယ်သူမှလာမလုပ်ပေးဘယ်သူမှလာမကယ်ဘူးဘယ်သူမှမယုံကြည်မဆိုင်ဘူးအဲ့အမှန်တရားပဲဆိုတော့ဒီကိစ္စလေးကိုကျွန်တော်ဒီဗီဒီယိုမှာပြောပါမယ်မင်္ဂလာပါကျွန်တော်အောင်စောပါမှာ3ရက်နဲ့တကူပြောင်းနေအသက်25နှစ်ရွယ်လွန်ခဲ့တဲ့ဖြစ်ပါတယ်မိဘလက်ထက်မှာတခြားကြီးပြင်းလာတဲ့ကလေးတွေအခုထိကိုအလုပ်မလုပ်သေးတဲ့လူတွေအကြောင်းပြချက်တဲ့လူတွေဘသူကြောင့်ဘသူကဘာဖြစ်လို့ဆိုတဲ့လူတွေကိုကျွန်တော်တခုပြောချင်တယ်ဘသူမှလာမကယ်ဘူး nobody give a fuck about you မင်းဘသူမှ give မဆိုင်ဘူးမင်းဘသူမှလာမကယ်ဘူးမင်းကိုမင်း give ဆိုင်ရမှာဘသူမှမင်းကို give မဆိုင်ဘူးဒါကျွန်တော်စီမှာရှိရဲ့ mindset ဖြစ်တယ်ပတ်စံအဆင်မပြေဘူးကိုလိုချင်တဲ့ပတ်စံအမောင်မိဘစီကတောင်းချင်မှတောင်းလို့ရမယ်ကိုနဲ့အတွေ့မိဘနဲ့တွေ့ချင်မှတူမယ်ကိုနဲ့ကိုပါတနာနဲ့အတွေ့တွေ့ချင်မှတူမယ်ကိုနဲ့ကိုငယ်ချင်းနဲ့ career တွေ့ချင်မှတူမယ်လမ်းကြောင်းတွေ့ချင်မှတူမယ် bro nobody care about you ဆိုတော့ကျွန်တော်တို့ကဘာလုပ်ရမှာလဲကို mindset ပြောင်းရမယ်ကိုပြောင်းလဲရမယ်ကျွန်တော်ပြောင်းလဲမှာနှစ်ခုပဲရှိရယ်ကို mindset နဲ့ကို body နဲ့ကိုစိတ်နဲ့ခန္ဓာနဲ့နှစ်ခုပြောင်းလဲရမှာကိုလိုချင်တဲ့ခန္ဓာကိုယ်နဲ့ကိုလိုချင်တဲ့စိတ်နဲ့ကိုက်ညီရမယ်အဲ့နှစ်ခုပြောင်းလဲလို့ရှိရင်ကျွန်တော်တို့အပြောင်းလဲတစ်ခုအနည်းဆုံးတစ်ခုဖြစ်လိမ့်မယ်အဲ့တော့ကိုစိတ်ကိုလည်းဘယ်သူပြောင်းရမှာလဲကိုပဲပြောင်းရမှာကိုခန္ဓာကိုယ်လည်းကိုပဲပြောင်းရမှာ just you bro just you မင်းနဲ့မင်းမရှိရယ်မင်းမှမင်းမရှိရယ်ဘယ်သူမှမရှိဘူးမင်းမှမင်းမရှိရယ်လူတိုင်းမှလူတိုင်းမရှိရယ်ဘယ်သူမှမရှိဘူးဆိုတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ပိုကောင်းအောင်လုပ်ကိုယ့်ရဲ့စိတ်ကိုပိုကောင်းအောင်လုပ်ဒီနှစ်ထဲမှာပိုကောင်းအောင်လုပ် nobody is coming to save you ဘယ်သူမှမင်းလာခင်မှာမဟုတ်ဘူးအဲ့လေးပြောချင်ပါတယ်မင်္ဂလာပါကျွန်တော်အောင်စောမှာ3ရက်တကူပြောင်းနိုင်တယ်အသက်25နှစ်ရွယ်လွန်ခဲ့တဲ့ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်